ဘာရဲ့ရှင်သန်မှုသူတို့ဘာတန်ဖိုးထားတဲ့အရာကိုဖျက်ဆီးမယ်ဆိုရင်ကိုယ့်ရဲ့ရှင်သန်မှုဟာလည်းပဲအကြောင်းတစ်မျိုးမျိုးကြောင့်တစ်ချိန်ချိန်မှာဖျက်ဆီးရလိမ့်မယ်လောကကြီးရဲ့သဘာဝဆိုတာအလွန်တရားတယ်မျှတတယ်တူညီတဲ့အကျိုးပေးကိုရတယ်ဟုတ်လားလောကကြီးမှာလူတွေတတ္တဝါတွေကဘာကိုတန်ဖိုးအထားဆုံးလို့လဲမေးရင်ဒီရှင်သန်မှုကိုတန်ဖိုးထားတာပဲအဲ့ဒီတန်ဖိုးအထားဆုံးဆိုတဲ့ရှင်သန်မှုကိုဖျက်ဆီးတယ်ဆိုရင်ဒါအလွန်ဆိုးဝါးတဲ့အမှုကြီးပေါ့ဟုတ်တယ်မဟုတ်လားသူများရဲ့ရှင်သန်မှုကိုကြတော့ဖျက်ဆီးခြင်းတယ်ကိုယ်ရှင်သန်မှုကိုကြတော့အထီးကိမခံနိုင်ဘူးဆိုရင်ဒီလူဟာစိတ်ကောင်းရှိတဲ့လူလို့ဆိုမလားစိတ်ယုတ်မှရှိတဲ့လူလို့ဆိုမလားဒါစဉ်းစားရပေါ့ဆက်ပြီးတော့စဉ်းစားနော်ပိုင်ဆိုင်မှုလူတိုင်းမြတ်လို့တယ်ခိုးတယ်ယူတယ်ဆိုရင်ဒါပိုင်ဆိုင်မှုကိုဖျက်ဆီးတယ်လူတိုင်းဒီကာမဂုဏ်ကိစ္စဒီအိမ်တော်ရေးကိစ္စตายရခြင်းတယ်စဉ်းစားကြည့်ပါပိဿတို့ဉာဏ်ရှိတယ်ဒါကြောင့်မလုတ်တဲ့မလုတ်ထိုက်တဲ့အလုပ်ကိုမလုတ်မိအောင်ကြိုးစားဖို့ကပို့ပြီးတော့အရေးကြီးတယ်လုတ်တဲ့လုတ်ထိုက်တဲ့အလုပ်ကိုပါ